ရခိုင်ပြည်မောင်တော်မြို့မှာ85ကြိမ်မြောက်အဖြစ်ကျင်းပတဲ့စင်ရရုအထိမ်းအမှတ်မဟာယာမယနဟရိနနာမယာမအတမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုဇန်နဝါရီလ30ရက်နေ့မှာဖေဖော်ဝါရီလ3ရက်နေ့အထိစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။နှစ်ပေါင်း90ကျော်တိုင်အောင်အစဉ်လာမပြတ်ထိန်းသိမ်းလာခဲ့တဲ့ဒီပွဲတော်ရဲ့အခြေအနေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မောင်နှိုးမြို့ရဲ့တမိုင်းဝင်ဘာသာရေးအခမ်းအနားတစ်ခုဖြစ်တဲ့ယာမနာမတော်အတမစဲပဋ္ဌာန်းပွဲကိုမောင်နှိုးမြို့နယ်ကြောက်ပန်တူရွာရှိယာမလက္ခဏာတောင်ကြီးရင်တွင်ကျင်းပခဲ့တာဖြစ်ပြီးယခုနှစ်မှာတော့85ကြိမ်မြောက်စင်ရရုအဖြစ်ထူးထူးခြားခြားကျင်းပခဲ့တာပါဒီပွဲတော်မှာဟိန္ဒူဘာသာဝင်တွေဟာဖျားရှင်ရဲ့ဂုဏ်တော်တွေကိုနေ့ရောညပါအလဲကျရွတ်ဖတ်ပူဇော်ကြပြီးဒေတာတွင်အေးချမ်းသာယာစေဖို့နဲ့ကဘာသူကဘာသားအပေါင်းဘေးရန်ကင်းစေဖို့အတိတ်ထံပြုဆုတောင်းခဲ့ကြပါတယ်ကျွန်တော်တို့ဒီပွဲကိုကျင်းပလာတာအခုဆိုရင်85ကြိမ်မြောက်စင်ရရုတိုင်းခဲ့ပါပြီအစင်လာမပြတ်အောင်မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းထိန်းသိမ်းလာတာဖြစ်ပါတယ်ဟုပွဲတော်ကျင်းပရေးကော်မတီဝန်တူကဆိုပါတယ်။စင်ရတို့အထိမ်းအမှတ်အထူးကျင်းပတဲ့အတွက်နယ်ဝဲကဖျားဘူးအဲသည်တွေနဲ့ဒေသခံတွေများပြားစွာလာရောက်ခဲ့ကြပြီးပွဲတော်တစ်လျှောက်စတုတိတော့ကျွေးမွေးလူဒန်းမှုတွေနဲ့အတူမြို့ပေါ်မှာဘာသာရေးရန်နှံ့တွေလွှမ်းခြုံနေခဲ့ပါတယ်။